အားလုံးမင်္ဂလာပါကျွန်တော်နောက်ဒီ channel နဲ့ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ဗီဒီယိုမပြောခင်ပထမအဆုံးအနေနဲ့လူတစ်ယောက်ကနေပြီးတော့အိမ်လိုချင်တယ်ဆိုလို့ရှိရင်အစိုးရကနေပြီးတော့အိမ်ကိုဈေးတက်တာနဲ့အကျွေးနဲ့ရောင်းပေးပါမယ်နောက်တစ်ခါအဲ့ဒီအိမ်မှာလည်းပဲကားအနည်းဆုံး3စီး4စီးရှိပါတယ်ခင်ဗျာအိမ်မိသားစုတစ်စုမှာပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီကားတွေတွာလာဖို့အတွက်စီဈေးကလည်းပဲအင်မတန်မှဈေးပေါ်ပါတယ်ရေတန့်ဈေးလောက်ပဲရှိပါတယ်ခင်ဗျာစီကိုရေလိုသုံးလို့ရတယ်ပေါ့ဗျာပြီးလို့ရှိရင်ကိုကသားသမီးတွေမွေးလာတဲ့ခါကျလို့ရှိရင်လည်းပဲကိုသားသမီးရဲ့ပညာရေးမွေးတဲ့အချိန်နဲ့စပြီးတော့နော်ပညာရေးလုံးဝအခမဲ့ပါတက္ကသိုလ်ဒီအခမဲ့နောက်တစ်ခါနိုင်ငံခြားမှာပေါ့နော်ပညာသင်သွားမယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီဈေးအားလုံးကိုအစိုးရကနေပြီးတော့တာဝန်ယူပေးပါတယ်ခင်ဗျာပြီးလို့ရှိရင်လည်းပဲကျမကြီးမကောင်းဘူးဆိုလို့ရှိရင်လည်းပဲစေးုံစေးကန်သွားရင်လုံးဝအခမဲ့ပါဆိုတော့တချို့နေရာတွေမှာဆိုရင်လည်းပဲဒေါ်လာလောက်ပဲပေးရပါတယ်လုံးဝအခမဲ့နှီးပါပေါ့နော်လုံးဝအခမဲ့ပြီးရင်ကိုကဒီပြည်တွင်းမှာကုလို့မရဘူးကုကျမရအင်မတန်မှအချင်းနေဆိုးတယ်ကိုနိုင်ငံထဲမှာကုလို့မနိုင်ဘူးเนาะနိုင်ငံခြားမှာတကုရမယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒါကိုအစိုးရနေပြီးတော့အဲ့ဒီကုန်ကြစည်ကိုခံပေးရတယ်ပြီးလို့ရှိရင်ကွာအသက်ကြီးလာလို့ရှိရင်လည်းပဲအသက်ကြီးပင်စင်ပေးပါတယ်အစိုးရနေပြီးတော့ဆိုတော့အဲ့လိုနိုင်ငံမျိုးလိုချင်လားမလိုချင်ပါနဲ့ကျွန်တော်တို့မရနိုင်ပါဘူးခင်ဗျာဒါပေမဲ့ဒီလိုနိုင်ငံမျိုးကျွန်တော်တို့ဒေသတွေမှာရှိနေပါတယ်ကျွန်တော်တို့ရဲ့ကမ္ဘာမှာတချို့ကပေါ့နော်မွေးလာတာနဲ့တင်ကျန်းမာရေးရောပညာရေးရောအစားအသောက်အစဘာမှပူစရာမလိုတဲ့နေရာဒေသနိုင်ငံဒါမှမဟုတ်လူတွေရှိတယ်လို့မျိုးပဲမွေးလာတာနဲ့တင်အကျွေးတွေစစ်ပွဲတွေအကြောက်တရားတွေကြားမှာကြီးပြင်းလာရတဲ့သူတွေလည်းကျွန်တော်တို့ကမ္ဘာမှာရှိနေပါတယ်ခင်ဗျာအရှိတောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ဘရူနိုင်းနိုင်ငံဟာဒီအဆူလူမိုနာဂီလို့ခေါ်တဲ့တပ်ဦးစမိုင်ဘရင်စနစ်ကိုအခုချိန်ထိကြည်သုံးနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာဘရင်ကနိုင်ငံအကြီးအကဲဖြစ်ရုံကမကဘဲနဲ့ဝန်ကြီးချုပ်လည်းဖြစ်ဗန္ဒာရေးဝန်ကြီးလည်းဖြစ်ကာကွယ်ရေးဝန်ကြီးဖြစ်ပါအာဏာ3ရက်လုံးကိုချုပ်ကင်ထားပါတယ်ကမ္ဘာပေါ်မှာနိုင်ငံပေါင်း200လောက်ရှိတာပေါ့နော်အခုလည်းရှိပါအဲ့ဒီထဲကမှတပ်ဦးစမိုင်ဘရင်စနစ်ကိုကြည်သုံးတာက9နိုင်ငံလောက်ပဲရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့အာဆီယံဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ဘရူနိုင်းနိုင်ငံလည်းပါပါတယ်ခင်ဗျာအာဆီယံဖွဲ့ဝင်နိုင်ငံတွေထဲမှာဆိုရင်ဒုတိယအသေးဆုံးနိုင်ငံဖြစ်ပြီးတော့နိုင်ငံကမလေးရှားနိုင်ငံတစ်ခုတည်းနဲ့သာနယ်နိမိတ်ချင်းထိစပ်နေပါတယ်။ဧရိယာစတူယန်မိုင်ရဆိုလို့ရှိရင်လည်း2200ကျော်ပဲရှိပါတယ်။လူဦးရေကလည်း4သိန်းလောက်ပဲရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့နိုင်ငံကတိုင်းနဲ့ပြည်နယ်14ခုတည်းမှာနော်။အသေးဆုံးတိုင်းဖြစ်တဲ့ရန်ကုန်တိုင်းထက်ကို2ဆလောက်ငေတာပါ။ဘရူနိုင်းငေတာပါ။ဒါပေမဲ့တဦးချင်းဝင်ငွေရကြတော့တစ်နှစ်ကိုဒေါ်လာ3000ခွဲဝန်းကျင်လောက်ရပါတယ်။ကျွန်တော်မြန်မာတော့1200လောက်ရပါတယ်ဒါတစ်နှစ်ကိုဒါဦးချင်းဝင်ငွေဖြန့်ပေါ့နော်အဲ့လောက်ရပါတယ်ခင်ဗျဆိုတော့တစ်နှစ်အချိန်ကုန်တာချင်းတူတူသူတို့က3000ခွဲလောက်ရပြီးတော့ကျွန်တော်တို့က1200လောက်ရပါတယ်မြန်မာငွေနဲ့တက်ပြရမယ်ဆိုလို့ရှိရင်တော့ဘရူနိုင်းနိုင်ငံသားတစ်ယောက်ကတစ်နှစ်ကိုဖြန့်ဝင်ငွေပေါ့နော်သိန်း1500လောက်ရပါတယ်ဆိုမြန်မာနိုင်ငံသားတစ်ယောက်ကျတော့တစ်နှစ်ကိုသိန်း40ကျော်45သိန်းပေါ့နော်အဲ့ဒီဝန်းကျင်ရပါတယ်ခင်ဗျဒါဖြန့်တွက်တာပါဒီနေ့ကုန်တာချင်းတူတူသူတို့ကသိန်း1500ရမယ်ကျွန်တော်တို့ကကျတော့45သိန်းရတယ်ဟုတ်ပြီဒီနိုင်ငံကအာဆီယံဖွဲ့ဝင်နိုင်ငံတွေထဲမှာစင်ကာပူပြီးရင်တူးချင်းဝင်ငွေပေါ့နော်ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ပါတယ်ဒါပေမဲ့နိုင်ငံကတခြားနိုင်ငံတွေလိုမျိုးစက်ရုံတွေနည်းပညာတွေရောင်းစားပြီးတော့ဝင်ငွေမြင့်တာမဟုတ်ဘဲနဲ့တဘာဝတန်ရန်ဇာတာကြောင့်ချမ်းသာတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဘရူနိုင်းနိုင်ငံရဲ့ဒီပို့ကုန်ပေါ့နော်90%ကျော်လောက်ကရေနံနဲ့တဘာဝတငွေရနေပါတယ်ခင်ဗျာဆိုတော့ဒီနိုင်ငံကဘယ်ချိန်ရစပြီးချမ်းသာလာတယ်အရင်ကရောဒီလိုမျိုးနိုင်ငံအရွယ်စားပေါ့နော်တတိလေးပဲလားဆိုတော့ဒါတွေသိဖို့ဆိုလို့ရှိရင်တော့15ရာစုဝန်းကျင်ကိုပြန်သွားကြရအောင်ခင်ဗျာဒီဘော်နီယိုကျုံးပေါ်မှာ73ရာစုမတိုင်ခင်အထိဗုဒ္ဓဘာသာတို့နတ်ကိုးကွယ်တာတို့ဟိန္ဒူဘာသာတို့ထွန်းကားခဲ့ပါတယ်ကျွန်တော်တို့မှဆိုရင်တော့ပကံခင်းမတိုင်ခင်ပုံစံလိုမျိုးပေါ့နော်ဘာသာရေးဆိုလည်းပဲရောထူပြီးကိုးကွယ်ကြတာပါတမိုင်းကြောင်းရင်းနဲ့ပတ်သက်လို့ရှိရင်လည်းပဲတရုတ်မှတ်တမ်းတို့ဗစက်ရာဆိုရင်တို့ကသာကိုးကားရတာများပါတယ်ပြီးလို့ရှိရင်ဒီ73ရာစုဝန်းကျင်လောက်ပါပေါ့နော်နိုင်ငံတစ်ခုဖြစ်ကနေပြီးတော့မန်ဂျာဘာဟီအင်ပါယာလက်အောက်မှာဩဇာခံနိုင်ငံအဖြစ်နဲ့14ရာစုလောက်ထိကိုနေထိုင်ခဲ့ရပါတယ်ခင်ဗျာဒီမန်ဂျာဘာဟီအင်ပါယာဆိုတာအခုရှိခဲ့တော့ဒါအင်ဒိုနီးရှားပေါ့နော်အင်ဒိုနီးရှားအဲ့ဒီချိန်တုန်းကလည်းပဲဟိန္ဒူနဲ့ဗုဒ္ဓဘာသာကိုအခြေခံထားတဲ့အင်ပါယာပါဒီမန်ဂျာဘာဟီအင်ပါယာဟာဒါတော့အင်ဒိုနီးရှားနိုင်ငံအကြောင်းပြောပြရင်ဒီအကြောင်းလည်းကျွန်တော်ပြောပြအောင်ပေါ့နော်ဆိုတော့အဲ့ဒီချိန်ကဖိုနီလို့ခေါ်တဲ့ဘရူနိုင်းနိုင်ငံတို့မွတ်စလင်တွေလွှမ်းမိုးလာပုံကကြတော့နိုင်ငံရေးအရာရောစီးပွားရေးကြောက်ပါလို့ပြောလို့ရပါတယ်ခင်ဗျာပထမအဦးဆုံးမွတ်စလင်ဆူဒန်ဖြစ်လာတဲ့သူကတော့အာဝန်အာလက်ဘီဒဒါလို့ခေါ်ပါတယ်သူကအရင်ကဒီအစ္စလာမ်ဘာသာကိုမကူးပြောင်းခင်ပေါ့နော်ဘာသာမဲ့ဒါမှမဟုတ်နတ်ကိုးကွယ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းပဲဟိန္ဒူလိုပါနတ်လိုပေါ့နော်အဲ့လိုကိုးကွယ်တယ်ဆိုပြီးတော့ခံမှန်ကြပါတယ်ဒါသူနဲ့ပတ်သက်လို့ကတော့ကွဲလွဲမှုတွေအများကြီးရှိပါတယ်ခင်ဗျာဒီတက်ကိတွေကအစားပေါ့နော်
ပေါ်တူဂီဘက်ဆိုရင်တစ်မျိုးဒီဒေသခံတွေဘက်ဆိုရင်လည်းတစ်မျိုးဆိုပြီးတော့ဒီဆက်လက်ရစုဝင်ကျင်ပေါ့နော်အဲ့ဒီဝင်ကျင်မှာတက္ကသိုလ်အစားနည်းနည်းလေးကွဲလွဲမှုရှိပါတယ်ဆိုတော့သူကနေပြီးတော့ဒီမန်ဂျာဘာဟေးအင်ပါယာပေါ့နော်ပျက်စီးကနေအချိန်မှာနိုင်ငံအားနည်းနေတဲ့အချိန်မှာပေါ့နော်သူနိုင်ငံကသူလွတ်လပ်ရေးကြီးညာဖို့ပေါ့နော်အခုခေတ်ဆိုရင်တော့နိုင်ငံတစ်ခုပြန်ထူထောင်ဖို့အတွက်ဆိုပြီးတော့ဒီအာဝန်အာလပိတတာကနေပြီးတော့အားကောင်းတဲ့မဟာမိတ်လူတွေဆိုတာသိပါတယ်အဲ့ဒီတော့ကြောင့်မလို့သူကနေပြီးတော့အစ္စလမ်ဘာသာဝင်ဖြစ်တဲ့ဂျိုဟိုမင်းသမီးနဲ့လက်ထပ်လိုက်ပါတယ်ဂျိုးဆိုတာအခုချိန်တော့ဒီမလေးရှားပေါ့နော်မလေးရှားအင်ပါယာပါမလေးရှားနိုင်ငံတစ်ခုပေါ့နော်သူကလည်းပဲအဲ့ဒီချိန်တော့အင်အားအတန်အသင့်တောက်တင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီနိုင်ငံမင်းသမီးနဲ့လက်ထပ်လိုက်တာပါတဘောကတော့အဲ့ဒီချိန်အင်အားကြီးတဲ့နိုင်ငံနဲ့အမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီမန်ဂျာဘာဟေးနိုင်ငံကနေပြီးတော့လာတိုက်မယ်ဆိုလို့ရှိရင်ဂျိုးနိုင်ငံကလည်းပဲအခုမလေးရှားပေါ့နော်အဲ့ဒါလည်းပဲဒီအင်ဒိုနီးရှားကိုလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးပေါ့နော်သူရဲ့ဒီမဟာမိတ်နိုင်ငံကတိုက်မယ်ဆိုရင်အဲ့တော့နိုင်ငံရေးမဟာမိတ်ရှာတဲ့သဘောနဲ့ဒီမင်းသမီးလက်ထပ်လိုက်တာပါအဲ့လိုနဲ့နောက်ပိုင်းမှာအာဝန်အလက်ပီတာကနေပြီးတော့အစ္စလမ်ဘာသာကိုကူးပြောင်းပြီးနောက်မှာဆူလတန်မိုဟာမက်ရှာဆိုတဲ့နာမည်ကိုခံယူပြီးတော့ဘရူနိုင်းနိုင်ငံမှာအစ္စလမ်ဘာသာကိုစတင်အမြင့်တွေ့စေခဲ့ရုံသာမကဘဲနဲ့လက်ရှိအုပ်ချုပ်နေတဲ့ဆူလတန်အထိပေါ့နော်ဒါဆင်းသက်လာတဲ့ဘရူနိုင်းတော်ဝင်မျိုးဆက်ကိုစတင်ထူထောင်ပေးခဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာပြီးရင်ဆူလတန်မိုဟာမက်ရှာကဘရူနိုင်းနိုင်ငံကိုအဓိကပေါ့နော်ဒီအင်အားကြီးမားတဲ့မွတ်စလင်ကုန်သည်ရေးလောကကိုဝင်ရောက်ပြီးတော့နိုင်ငံကိုတည်ငြိမ်အောင်ထူထောင်ဖို့အစ္စလမ်ဘာသာကိုလက်ခံခဲ့ရတူတယ်ဆိုပြီးတော့ဒါမိုင်းပညာရှင်တွေကလည်းထောက်ပြကြပါတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီခါဒီ15ရာစုမတိုင်ခင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့အာရှမှာအဓိကလွှမ်းမိုးထားတာကြတော့အိန္ဒိယကုန်သည်တွေတရုတ်ကုန်သည်တွေအပြင်ပေါ့နော်အဲ့ထက်အင်အားကောင်းလွှမ်းမိုးထားတာကတော့အရှိအလေပိုင်းအခုအရှိအလေပိုင်းပေါ့နော်အဲ့နေရာကမွတ်စလင်ကုန်သည်တွေပါအားကြောင့်မလို့သူကနေပြီးတော့ဒီမွတ်စလင်ကဘာနဲ့ပေါ့နော်ချိတ်ဆက်ပြီးတော့ကုန်သွယ်ရေးလုပ်ဖို့အတွက်ဆိုပြီးတော့ဘာသာကူးပြောင်းခဲ့ရတူတယ်ဆိုပြီးတော့သမိုင်းပညာရှင်တွေကလည်းခက်မှန်ထားတာရှိတာပေါ့နော်သူနဲ့ပတ်သက်လို့ကတော့ဆိုတော့သူကကန်ကောင်းကျင်တော့နိုင်ငံထူထောင်ပြီးတဲ့အချိန်မှာပေါ်တူဂီတွေကမလကာအခုမလေးရှားပေါ့နော်တိမ့်ပိုက်လိုက်တဲ့အချိန်မှာမလေးရှားမှာရှိတဲ့မွတ်စလင်ကုန်သည်တွေကဘရူနိုင်းကိုထပ်ပြီးပြောင်းရွှေ့လာကြပါတယ်ဆိုတော့ဘရူနိုင်းနိုင်ငံပို့ပြီးတော့စီကားလာပါတယ်ကုန်သွယ်ရေးနဲ့စီကားလာတာပေါ့နော်ပြီးရင်နိုင်ငံရဲ့တည်နေရလည်းပဲအဓိကကုံသွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတာပါအထူးသဖြင့်မွတ်စလင်ကုန်သည်တွေရဲ့ခရီးတစ်ထောက်နားခိုရဖြစ်ပါတယ်တရုတ်နဲ့ဂျာဗာကျွန်းရဲ့ဂျားထဲမှာဒီဂျားကန်နေမီပုံစံမျိုးရှိနေတာပေါ့နော်အဲ့ဒီခါကျတော့ဒါရိုက်သွားတာမဟုတ်ဘဲနဲ့တရုတ်ကနေပြီးတော့အခုလက်ရှိဘရူနိုင်းပေါ့နော်အိန္ဒိယကိုဝင်ပြီးတော့မှဂျာဗာကျွန်းဘက်ကိုသွားပြီးတော့မှတခြားအိန္ဒိယတို့ရှိလေပိုင်းတို့ဘက်ကိုသွားတာပါအဲ့ဒီပုံစံမျိုးပေါ့နော်သူကခရီးတစ်ထောက်နားစာဂျားကန်နေမီပုံစံမျိုးဖြစ်နေပါတယ်အဲ့ဒါကြောင့်မလို့ဘရူနိုင်းနိုင်ငံကအဲ့ဒီခါတော့ပေါ့နော်ရေချောင်းကုန်သွယ်ရေးမှာအရေးပါပါတယ်ဒါကြောင့်လည်းပဲဘရူနိုင်းပြည်တွေကသူတို့နေမြေကုန်းမြေပေါ့နော်စိုးမိုးနိုင်ရထက်ဒီပင်လယ်ချောင်းကုန်သွယ်ရေးလမ်းကြောင်းတွေကိုသာစိုးမိုးနိုင်မှုအတွက်အားထုတ်ခဲ့ပါတယ်အဲ့ဒီခါတော့ပေါ့နော်ဒါသူခေတ်သူခါရအရေးပါတဲ့နေရာတွေကိုအားထုတ်ခဲ့တယ်ဒီနိုင်ငံကလည်းပဲအင်မတန်မှအချက်ချက်ကြားနေရာမှာရှိတာပါအခုခေတ်ဆိုရင်တော့စင်ကာပူပုံစံမျိုးပေါ့နော်တကယ်ဂျားထဲမှာရှိနေတဲ့ပုံစံမျိုးပါအဲ့လိုနဲ့15ရာစု16ရာစုရောက်လာတဲ့အချိန်မှာဆူလတန်မင်းဆက်50မြောက်လောက်အချိန်မှာပေါ့နော်ဘော်နီယိုကျွန်းတစ်ခုလုံးနီးပါးကိုဘရူနိုင်းကထိန်းချုပ်လိုက်နိုင်ပါတယ်ဆိုတော့ဒီဘက်ချမ်းမှာဆိုဆူလူကျွန်းအဲ့ဒီဆူလူကျွန်းရဲ့အပြင်ကိုဟိုဘက်ချမ်းကဖိလစ်ပိုင်နိုင်ငံရဲ့ကျွန်းစုတွေကိုပါဩဇာလွှမ်းမိုးနိုင်တာပါတချို့နေရာတွေမှာဆိုသူတို့ရဲ့ဆွေတော်မျိုးတွေပေါ့နော်ဆွေတော်မျိုးတော်တွေကိုပြီးအုပ်ချုပ်ထားနိုင်တဲ့အထိကိုဘရူနိုင်းရဲ့လက်အောက်ရောက်ခဲ့တာပါဒေသတွင်းမှာတော့အင်အားကြီးတဲ့အင်ပါယာတစ်ခုလို့ပြောလို့ရပါတယ်ခင်ဗျာဆိုတော့အရင်တုန်းကဘော်နီယိုကျွန်းတစ်ခုလုံးနီးပါးကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့ဖိလစ်ပိုင်လိုကျွန်းစုတွေကတော့ပေါ့နော်လက်ဆောင်ဆက်သားခဲ့ရတဲ့ဩဇာခံနိုင်ငံဖြစ်ခဲ့ရတဲ့အင်အားကြီးအင်ပါယာကိုထူထောင်ခဲ့ကြရတဲ့ဘရူနိုင်းနိုင်ငံကဘယ်လိုဖြစ်ပြီးတော့အခုချိန်မှာခရိုင်တစ်ခုစာဒါမှမဟုတ်ရင်ပြည်နယ်တစ်ခုစာလောက်ပေါ့နော်တီးလေးပဲကြံတော့တဲ့အထိတင်းငယ်သွားရတာလေအဖြေကတော့ဘရူနိုင်းနိုင်ငံကမွတ်စလင်ကုန်သည်တွေနဲ့မွတ်စလင်နိုင်ငံတွေအပေါ်မှာစီးပွားရေးအရချိတ်ဆက်ထားတာဆိုတော့16ရာစုနောက်ပိုင်းမှာဒီအာရှရေချောင်းကုန်သွယ်ရေးလမ်းကြောင်းကိုဥရောပတိုက်သားတွေကကြီးစိုးလာပါတယ်။ဒီချိန်ကစပိန်တို့ပေါ်တူဂီတို့ဓာတ်တို့ပေါ့နော်ဒီမွတ်စလင်ကုန်သည်တွေရဲ့နေရာကိုယူလာကြတာပါခင်ဗျာ။အဲ့ဒီအတွက်ကြောင့်မို့လို့ဘရူနိုင်းကစီးပွားရေးတဖြည်းဖြည်းကျလာပါတယ်။သူတို့ရဲ့ဒီစီးပွားရေးကွန်ရက်ဖြစ်တဲ့မွတ်စလင်ကုန်သည်တွေကလည်းနည်းနည်းလေးဘယ်လိုလဲစီးပွားရေးကျလာတာပေါ့နော်အဆင်ပြေလာတဲ့အတွက်ကြောင့်မလို့ဘရူနိုင်းကလည်းပဲဒီမွတ်စလင်ကုန်သည်တွေပေါ်မိခိုလာတဲ့အတွက်ကြောင့်မလို့သူကလည်းပဲစီးပွားရေးတဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာဆိုတော့အဲ့လိုမျိုးစီးပွားရေးကျဆင်းလာတော့ဘာတွေဖြစ်လာလဲတော့ဒေသတွေမှာပုံကံမှုတွေဖြစ်လာတယ်တချို့ဒေသတွေပေါ့နော်ထိန်းချုပ်မနိုင်တာတွေဖြစ်လာခဲ့ပါတယ်ခင်ဗျာအဲ့ဒီချိန်မှာပဲစပိန်ကနေပြီးတော့အခုလက်ရှိဖိလစ်ပိုင်ပေါ့နော်တဖြည်းဖြည်းသိမ်းလာပါတယ်သိမ်းလာတဲ့အတွက်ကြောင့်မလို့အရင်တော့ကဘရူနိုင်းရဲ့ဩဇာခံနေမြေတွေကိုပါစပိန်ကမတိမတာသိမ်းပိုက်လာပါတယ်ဘာသာရေးရလို့ဂုံတွေရလို့ပေါ့နော်တဖြည်းဖြည်းလွှမ်းမိုးလာပါတယ်ခင်ဗျနောက်တစ်ခါဒီစပိန်တွေရဲ့အဲ့ဒီကတော့ပေါ့နော်ကိုလိုနီပြုတဲ့ပုံစံကလည်းပဲဘာသာရေးပါပါတယ်သူတို့ကဘယ်လိုလဲဆိုတော့ဒီအုပ်ချုပ်ရေးတတ်မဟုတ်ပါဘူးဘာသာရေးရပါအုပ်ချုပ်တော့ဘုန်းကြီးတွေဩဇာလည်းအင်မတန်မှကြီးပါတယ်ဘုန်းကြီးတွေကနေတစင်မှာနိုင်ငံ
ကိုအစိုးရကိုသွားတာပေါ့နော်အဲကြောင့်မလို့ဘုန်းကြီးတွေဩဇာကလည်းပဲအင်မတန်မှလွှမ်းမိုးလာပါတယ်အဲ့လိုလွှမ်းမိုးလာတော့ဘာတွေဖြစ်လာလဲဆိုတော့ဘရူနိုင်းမွတ်စလင်ကိုဆိုတော့မွတ်စလင်နဲ့ဒီခရစ်ယာန်တွေနဲ့ထိုက်တွေ့လာပါတယ်ခင်ဗျအဲ့လိုနဲ့1580ခုနှစ်မှာစပိန်တွေကနေပြီးတော့အခုလက်ရှိဒါဖိလစ်ပိုင်မြို့တော်ပေါ့နော်မနီလာကိုဘရူနိုင်းမင်းကြီးမင်းသားတွေပေါ့နော်ဒီသူတို့ရဲ့အစီမျိုးတွေအုပ်ချုပ်နေတဲ့နေရာကနေပြီးတော့တိမ့်ပိုက်လိုက်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့နိုင်ငံကြားမှာတင်းမာမှုဖြစ်လာပါတယ်ဒီဘရူနိုင်းနဲ့စပိန်နဲ့ကြားမှာပေါ့နော်တင်းမာမှုဖြစ်လာပြီးတော့1588ခုနှစ်မှာကျတော့စပိန်ဘီရင်ကန်ဖရန်စစ်ကိုဒီစန်တီကနေပြီးတော့ဘရူနိုင်းနိုင်ငံရဲ့ဆူလတန်ပေါ့နော်အဲ့ချင်းရဲ့ဆူလတန်ကိုတောင်းဆိုချက်တွေပို့လာပါတယ်တောင်းဆိုချက်ဆိုတာလည်းရာဇသံပေးတာပေါ့နော်နံပါတ်1ကကျတော့ဘရူနိုင်းနိုင်ငံအတွင်းမှာခရီးယန်သာသနာပြုတွေကိုလွတ်လပ်စွာဟောပြောခွင့်ပေးရမယ်အဲ့ဒီချိန်တော့ဘရူနိုင်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်နေသေးတာပေါ့နော်အခုလိုတည်လေးမဟုတ်သေးဘူးအဲ့တော့ကြောင့်မလို့ဒီဘရူနိုင်းနိုင်ငံထဲမှာသူတို့ရဲ့ခရစ်ယာန်တွေကိုပေါ့နော်လွတ်လပ်စွာဟောပြောခွင့်ပေးရမယ်ဆိုပြီးတော့တောင်းဆိုပါတယ်နောက်နံပါတ်2ကကျတော့ဖိလစ်ပိုင်နဲ့ဘော်နီယိုတွင်းမှာအစ္စလာမ်ဘာသာပြန့်ပွားအောင်လှုံ့ဆော်နေတာတွေကိုရပ်ပေးရပါမယ်နောက်နံပါတ်3ကကျတော့ဖိလစ်ပိုင်ဒေသခံတွေစီကနေပြီးတော့ဗောနော်အခွန်ကောက်နေတာတွေကိုရပ်တန့်ပေးရမယ်ဆိုပြီးတော့တောင်းဆိုလာပါတယ်ဆိုတော့တဘောကတော့ဒီဘလူးဂိုင်းရဲ့ဩဇာခံဒေသတွေမှာရောနိုင်ငံတွင်းမှာပါခရစ်ယာန်တွေဘလူးဂိုင်းဘာသာရေးအရာဗောနော်လွတ်လပ်စွာဟောပြောခွင့်ပေးရမယ်နောက်တစ်ခါမွတ်စလင်အစ္စလာမ်ဗောနော်အစ္စလာမ်ဘာသာကိုကြတော့မင်းတို့ဒေသတွင်းမှာရောငါတို့ဒီဖိလစ်ပိုင်ကျွန်းစုတွေမှာပါဘာသာပြန့်ပွားအောင်လုပ်နေတာတွေကိုရပ်တန့်ပေးရမယ်ဟုတ်လားနောက်တစ်ခုကကျတော့ဖိလစ်ပိုင်မှာရှိတဲ့ဒေသကျွန်းတွေပုံမှာဗောနော်မင်းတို့အခွန်ကောက်နေတာတွေကိုရပ်ပေးရမယ်ဆိုတော့ငါတို့ပိုင်ဖြစ်သွားပြီပေါ့ဗျာမင်းတို့ခွန်လာမကောင်းနဲ့ဆိုပြီးတော့ဖြုံးလိုက်တာပါစဉ်းစားကြည့်ပေါ့ဗျာငါဘာသာတော့လွတ်လပ်ဘာသာရေးစီယုံမယ်မင်းတို့ကတော့ရက်လိုက်ဆိုတဲ့သဘောမျိုးတောင်းဆိုလာတာပါအဲ့လိုတောင်းဆိုတဲ့အခါကျတော့ဘယ်ဘင်းကလက်ခံမလဲထုံးတဲ့အတိုင်းပဲဘရူနိုင်းပြည်နယ်ကလက်မခံပါဘူးအဲ့လိုလက်မခံတဲ့အတွက်ကြောင့်မလို့အဲ့ဒီနှစ်မှာပဲစပိန်တွေကနေပြီးတော့စစ်တင်မုန်းတွေလွတ်ပြီးတော့ဘရူနိုင်းလာတိုက်ပါတယ်ခင်ဗျစပိန်တွေကကျတော့အရေးတန်းအင်အားရောလက်နက်အင်အားပါပေါ့နော်ဒီဘရူနိုင်းထက်အများကြီးတာပါတယ်အဲ့ဒီအတွက်ကြောင့်မလို့မြန်ဆန်ပဲဒိမ့်ဖိုက်လိုက်နိုင်တယ်မြို့ကိုလည်းပဲဆုတ်ပြလိုက်ရပါတယ်ဒါပေမဲ့စပိန်တွေကဒီဘရူနိုင်းနိုင်ငံအကြာကြီးမထိန်ချုံနိုင်ပါဘူးဘာလို့ဆိုတော့ဘရူနိုင်းတွေကဖြောက်ချနီးနဲ့ပြန်တိုက်တာပါစပိန်တွေကိုသူတို့ကတော့ဓာတ်ရိုက်ရင်ဆိုင်မနိုင်ဘူးဒါပေမဲ့ဟိုနာခိုးတိုက်လိုက်ဒီနာထွက်တိုက်လိုက်လို့တဲ့ခါကျတော့စပိန်တွေအကြဆုံးများပါတယ်နောက်တစ်ခါယောဂဗျာတွေကလည်းအများကြီးဝင်လာပါတယ်သူတို့ဒေသမဟုတ်ဘူးနော်နေမီကစိတ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ယောဂပိုးတွေလည်းဝင်လာပါတယ်အလုံးနဲ့စပိန်တွေကမြို့ပြန်ဆုတ်သွားပါတယ်ဘရူနိုင်းကနေပြီးတော့ပြန်ဆုတ်ပြီးတော့သူတို့ရဲ့ဒီကိုလိုနီနေဖြစ်တဲ့ဖိလစ်ပိုင်ပေါ့နော်ပြန်ဆုတ်သွားပါတယ်ဒီစစ်ပွဲကြောင့်ဘရူနိုင်းကဖိလစ်ပိုင်မှာရှိတဲ့နေမြေတွေကိုပေါ့နော်ဆုံးရှုံးလိုက်ရတယ်ဆိုပေမဲ့စပိန်လုံးအင်အားကြီးနိုင်ငံကိုတော့ပြန်ပြီးတော့ခုခံတော်လှန်နိုင်တယ်ဆိုတဲ့အမျိုးသားရေးစိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့တမိုင်းမှတ်တိုင်တစ်ခုဖြစ်စတူနိုင်ခဲ့တဲ့စစ်ပွဲဖြစ်ခဲ့ပါတယ်ခင်ဗျအလှနဲ့1624ခုနှစ်မှာတော့ဖိလစ်ပိုင်နိုင်ငံဒီမင်တနာကိုကျွန်းနဲ့ဘရူနိုင်းကြားမှာရှိတဲ့ကာမီလာယုံကျွန်းစုတွေကိုစပိန်ကိုပေးလိုက်ရပြီးတော့အရင်ကဘရူနိုင်းရဲ့လက်အောက်ခံနိုင်ငံဖြစ်တဲ့ဒီဆူဒူကျွန်းတွေကိုလည်းပဲဘရူနိုင်းကနေပြီးတော့လွတ်လပ်ရေးပေးလိုက်ရပါတယ်။ပြီးတော့ဘရူနိုင်းကဒေသတွေမှာဩဇာတော်တော်လေးကျဆင်းလာပါပြီ။စစ်ပွဲတွေလည်းရှုံးတယ်။စီးပွားရေးကလည်းမကောင်းဘူး။နောက်တစ်ခါဒေသတွေမှာလည်းဘုံကံမှုတွေဖြစ်တယ်။တချို့နေရာတွေကိုလည်းပဲလွတ်လပ်ရေးပေးလိုက်ရတယ်။အဲဒီအတွက်ကြောင့်မလို့ဘရူနိုင်းကအခုလက်ရှိတာဘိုနီယိုကျွန်းကတချို့တစ်စိတ်ပိုင်းပဲပိုင်တော့တာပေါ့နော်။ဒါပေမဲ့အခုခေတ်နဲ့ဆိုင်တော့အများကြီးကြီးနေပါသေးတယ်ခင်ဗျာ။အခုဆိုရင်နိုင်ငံကလည်းတဖြည်းဖြည်းသေးငယ်လာပြီးတော့စီးပွားရေးကလည်းကျဆင်းလာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကုန်သွယ်ရေးကိုအဓိကမိခိုနေရတဲ့နိုင်ငံဖြစ်တော့ဒေသတွင်းထုတ်ကုန်ကလည်းဘာမှမမေ့ရမရှိတော့ပါဘူး။မွတ်စလင်ကုန်သွယ်ရေးနေရာမှာလည်းပဲဒတ်တို့ပေါ်တူဂီတို့စပိန်တို့ကနေပြီးတော့အစားဝင်လာပါတယ်။နောက်တစ်ခါရင်တော့ပေါ့နော်ဒီအင်ဒိုနီးရှားတို့မလေးရှားတို့အခုလက်ရှိပေါ့နော်အဲ့နေရာတွေကိုလည်းပဲဒတ်တို့ပေါ်တူဂီတို့ကတဖြည်းဖြည်းဝါမျိုးတော့ခံနေရပါပြီ။အဲ့လိုနဲ့18ရာစုမှာအဖက်ဖက်ကကြာဆင်းလာတော့ထင်းနေလူပွဲတွေကနေပြီးတော့ပြည်တွင်းစစ်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကပဲဘရူနိုင်းအင်ပါယာရဲ့ကြာရှုံးခံရှေ့ပြည်နမိတ်ဖြစ်ခဲ့ပါတယ်ဆိုတော့ပြည်တွင်းစစ်ဖြစ်ပုံလေးရလဲစိတ်ဝင်စားလို့ပေါ့နော်ကျွန်တော်နည်းလေးပြောပြအောင်အဲ့ဒီပြည်တွင်းစစ်ဖြစ်တဲ့ပုံကပေါ့နော်ဒီ12ဆက်မြောက်ဆူလတန်ဘီရင်ဖြစ်တဲ့ဆူလတန်မိုဟာမက်အလီရဲ့သားကနေပြီးတော့ဒီဘီရင်အရာရှိချုပ်အမတ်ချုပ်ပုံစံမျိုးပေါ့နော်နန်းတွင်ထဲမှာအကြီးကဲပေါ့အဲ့ဒီလူရဲ့သားကိုတတ်လိုက်ပါတယ်ဘီရင်သားကဒီဘီရင်အရာရှိချုပ်ရဲ့သားကိုတတ်လိုက်တာပါအဲ့လိုတက်ခံရတာကိုဒီအရာရှိချုပ်ကမကျင်နဲ့တော့နန်းတော်ထဲဝင်ပြီးတော့ဘီရင်ကိုလှုပ်ချင်တက်ဖြတ်လိုက်ပြီးတော့သူ့ကိုယ်သူဆူလတန်ဘီရင်အဖြစ်ကြီးညာပြီးတော့ထိနှန်းအောင်ပါတိမ့်ပိုက်လိုက်တာပါအဲ့ဒါကိုမကျင်နဲ့တဲ့ဒီဆူလတန်တက်ခံရတဲ့ဆူလတန်ရဲ့သူ့ပေါ့နော်သူကနေပြီးတော့အဲ့ဒီအမတ်ချုပ်ကိုပုံကန်ပါတယ်သူကလည်းပဲသူ့ကိုယ်သူဆူလတန်လို့ပဲကြီးညာပါတယ်အဲ့တော့ဘလူးနိုင်းနိုင်ငံမှာဆူလတန်နှစ်ယောက်ဘီရင်နဲ့နှစ်ပါးဖြစ်သွားပြီပေါ့နော်အဲ့လိုနဲ့နိုင်ငံတစ်ခုမှာဘီရင်နှစ်ပါးဒီမဟန်တပုံ9ဘီရင်ဆိုပြီးတော့အချင်းချင်းချလိုက်ကြတာတိုင်းပြည်ကလည်းအဖော်ဖွားညင်းညကြည်သွားပါတယ်အဲ့လိုနဲ့နေ့တည်တာကြာလာတဲ့အရှုံးနိုင်မှာပေါ်တော့လုံးကျန်ခံရတဲ့ဘ
ရင်ရဲ့တူပေါ့နော်သူအဲ့ဒီစီလတန်ကနေပြီးတော့စစ်ပွဲအနိုင်ရဖို့အတွက်ဆိုပြီးတော့စူရူးနိုင်ငံတပ်တွေကိုအကူအညီတောင်းလိုက်ပါတယ်ငါ့ကိုကူညီပေးရင်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့အခုမလေးရှားစာဘာပေါ့နော်အဲ့ဒီဘက်ကဒေသတချို့ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ဆိုရင်မတ်လုံပေးတာပေါ့ဗျာမတ်လုံပေးပြီးတော့ကိုပဲကူညီအောင်အဲ့လိုလုပ်တာပါအဲ့ဒီခါကျတော့ဇူလူဘက်ကကူညီတဲ့ခါကျတော့ဘရင်တူကနေပြီးတော့အမတ်ချုပ်ကိုနန်းချလိုက်နိုင်ပါတယ်စစ်နိုင်သွားတာပေါ့နော်ဆိုတော့ဒီမှာအဲ့ဒီအမတ်ချုပ်ကလည်းပဲခေတဲ့လူတော့မဟုတ်ဘူးပေါ့နော်သူကဘာဖြစ်လို့လဲဆိုတော့သူမသိခင်ပေါ့နော်စစ်ရှုံးကန်ဒီအချိန်မှာသူ့ရဲ့တရဖူကိုအမြောက်တော့ထည့်ပြီးတော့ဘလင်လေးပစ်လိုက်တယ်လို့ဆိုရတယ်ခင်ဗျာနောက်ပိုင်းဇူလူကလည်းပဲဘရူနိုင်းလက်အောက်ခံဘွားနေပြီးတော့ပေါ့နော်ဘရူနိုင်းနိုင်ငံရဲ့ပြန်ပန်းနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်ဆိုတော့ဆူလတန်ရဲ့ဩဇာအာဏာမှာလည်းပဲနေမြေဒေသအသီးသီးပေါ်မှာစပြီးတော့မိမိန်လာရနေပြီးတော့အရင်ကစိတ်ကနိုင်ငံကြီးဘွားနေပေါ့နော်ဒီကုန်းသင်းမွန်ကြီးတွေမကတ်တော့တဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာလည်းပဲစီးပွားရေးတွေကြားဆင်အရင်ကဒီပင်လယ်နဲ့ပေါ့နော်အသက်မွေးကြလူတွေကလည်းအဆင်ပြေဖြစ်လာပြီးတော့ဒီနေရာမှာပင်လယ်ဓမြတွေကျက်စားလာခဲ့ပါတယ်တော့ဘရင်ကလည်းအဲ့ဒါတွေကိုမနိုင်နေနိုင်ပါဘူးခင်ဗျအလူနဲ့ဘရူနိုင်းနိုင်ငံပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မှာဂျိမ်းဘရော့ဆိုတဲ့အင်္ဂလိပ်လူမျိုးစွန့်စားသွားလာသူပေါ့နော်ဘရူနိုင်းနိုင်ငံကိုရောက်လာခဲ့ပါတယ်ခင်ဗျဆိုတော့သူ့ကြောင့်လည်းပတ်သက်ရင်တော့နည်းနည်းလေးပြောပြပါမှာဘာလို့လဲဆိုတော့သူကကျွန်တော်မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတာပေါ့နော်သူ့ကို1803ခုနှစ်မှာအိန္ဒိယနိုင်ငံမှာမွေးတာပါသူ့အဖေကဒီအရှေ့အိန္ဒိယကုမ္ပဏီရဲ့အရာရှိတူဖြစ်တဲ့အတွက်ကြောင့်မလို့သူကလည်းပဲငငယ်ရွယ်နေပေါ့နော်အိန္ဒိယမြင်းစည်းစစ်တက်မှာပေါ့နော်အရာရှိဖြစ်နေတာဝန်ထမ်းဆောင်ခဲ့ပြီးတော့မြန်မာအင်္ဂလိပ်ပထမစစ်ပွဲဒီ1824ပေါ့နော်အဲ့ဒီစစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့ပါတယ်ခင်ဗျဆိုတော့မြန်မာနဲ့အင်္ဂလိပ်စစ်ဖြစ်နေတဲ့အချိန်ပေါ့နော်ဒါ1825ခုနှစ်မှာဝင်တိုက်ရင်လည်းသူကဒဏ်ရာရသွားပါတယ်သူကအဲ့လိုဒဏ်ရာရသွားတဲ့အတွက်ကြောင့်မလို့စစ်တပ်ကနေပြီးတော့အနားယူလိုက်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဒီမှာတစ်ခုစဉ်းစားမိတာပေါ့နော်အဲ့ဒီအချိန်ကသာမြန်မာတွေလက်ချက်နဲ့တခါတည်းကြွသွားကြလို့ရှိရင်အခုချိန်ပေါ့နော်ဘရူနိုင်းနိုင်ငံကဒီထက်ကြီးရင်ကြီးနေမှာပဲဆိုပြီးတော့ကျွန်တော်တွေးမိတာပေါ့နော်အဲ့လိုနဲ့ဒီစစ်ပွဲကြပေါ့နော်ဒါအနားယူလိုက်ရပြီးတဲ့နောက်မှာစွန့်စားသွားလာရင်လည်း1839ခုနှစ်မှာရွက်တင်မော်နဲ့ဆာယဝတ်ပြည်နယ်ကူချင်းမြို့ရောက်လာခဲ့ပါတယ်ခင်ဗျဆိုတော့အဲ့ဒီချိန်ကဆာယဝတ်မှာဘရူနိုင်းပေါ့နော်တုံလန်ပုံကန်နေကြတဲ့အချိန်ဘရင်ကလည်းပုံကန်သူတွေကိုမနှိမ်နှင်းနိုင်ဖြစ်နေတဲ့အချိန်မှာတင်မော်နဲ့ရောက်လာတဲ့ဂျိမ်းဘရော့ကိုဒီအဲ့ဒီချိန်တော့ပေါ့နော်ဒီတပုံတွေနှိမ်နှင်းနေတဲ့ဘရင်ရဲ့ဦးလေးကနေပြီးတော့ဂျိမ်းဘရော့အကူကြီးတောင်းလိုက်ပါတယ်ကဲငါ့အကူကြီးနိုင်သွားလို့ရှိရင်ဒီဆာရွာပြည်နယ်တပုံတွေထနဲ့ပြည်နယ်ပေါ့နော်အဲ့ဒီပြည်နယ်ကိုမင်းကနေစားအဖြစ်ခန့်မယ်ဆိုပြီးကန်လန်းလိုက်တာပါအလိုရင်းပြောရရင်တော့ဂျိမ်းဘရော့ကနေပြီးတော့အကူကြီးတယ်လက်ခံတာပေါ့နော်သူကဒီနေစားရမယ်ဆိုတော့သူကနေပြီးတော့ဝင်တိုက်ပြီးပါတယ်ဝင်တိုက်ပြီးတဲ့အတွက်ကြောင့်မလို့ဆာယာဝတ်မှာရှိတဲ့တပုံတွေကိုသူကနှိမ်လင်းလိုက်ပါတယ်ဒါကိုသဘောတူတာဘင်းဦးလေးဒီလိုလောက်ခိုင်းတာပေါ့နော်ဒါပေမဲ့ဘင်းကကြတော့ဒီနေမြေကိုဒီလူဖြူတယောက်ကိုလူတယောက်လက်ထဲကိုပေါ့နော်ဒီနေကိုနေစားအဖြစ်ပေးလိုက်ရမှာဘင်းကတိတ်ပြီးတော့လက်မခံချင်ပါဘူးမကြိုက်ဘူးဗျာဒါပေမဲ့လည်းပဲလက်လွန်ကျက်တုံဖြစ်နေဘာမှလုံးမရတော့ဘူး။ तू ကလည်းပဲကမင်းတို့ဂတိမတီတော့ငါကမင်းတို့နန်းတော့သူကတင်မောရလာဆိုတာရိုးရိုးတင်မောတွေမဟုတ်ပါဘူး။အဲ့ဒီခစ်ကပါနော်။အဲ့လိုသွားတဲ့တင်မောတွေမှာအမြောက်တွေပါပါတယ်။အဲ့ဒီအမြောက်တွေနဲ့မင်းတို့နန်းတော့ကိုပြစ်မယ်ဆိုပြီးချိန်ချောက်တာပါ။အဲ့ဒီခါကျတော့ဘလူးနန်းပြင်ရလည်းပဲဘာမှမတက်နိုင်တော့ဘူးပေါ့နော်။လိုက်ရောပြီးလိုက်ရပါတယ်ခင်ဗျာ။အဲ့လိုနဲ့မှဒီဘောနီကိုဂျုံးပါပေါ့နော်။ဒါပထမဦးဆုံး1840နဲ့2ခုနှစ်လောက်မှာပေါ့နော်။ဆာယောဝတ်ပြည်နယ်အခုကတော့မလေးရှားပေါ့နော်။အင်းနှင်းမြေကိုအပိုင်းစားရပါတယ်နေစားဖြစ်တာပေါ့ဗျာကျွန်တော်တို့စော်ဝါဖြစ်ခံလိုက်တာပေါ့နော်ရာဂျာပေါ့အဲ့လိုဖြစ်သွားပါတယ်ခင်ဗျာတဘောကတော့အိမ်တအိမ်မှာကိုမိသားစုစီချင်းပေါ့နော်ရန်ဖြစ်နေကြတာကိုလမ်းကခီးသွားတူကိုကဲငါဘက်ကူညီငါနိုင်လို့ရှိရင်ပေါ့နော်ငါရင်တိုးကပေးမယ်ဆိုပြီးတော့မစားရတဲ့အမေကိုတဲနဲ့ပတ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားပါတယ်ဒီလိုပုံစံမျိုးကမြမသမိုင်းမှာလည်းရှိပါတယ်အခုချိန်ကြီးလည်းရှိပါတယ်ခင်ဗျာတိတ်ဝမ်းနေစရာကောင်းနေဆိုရင်ပဲပေါ့နော်ပြောရမှာပေါ့နော်ကိုပြည်တွင်းပြဿနာကိုတရုတ်မှာတော်တော်ကြီးဖြေရှင်းပါတယ်ဆိုကိုချင်းချင်းကြိုက်မယုံမနဲ့တရုတ်ကိုပူယုံနေဆိုတဲ့သဘောပါငါနိုင်လို့ရှိရင်မင်းငါ့ကိုလုံးပိုင်ငွေပေးမယ်ဒါခစ်တစ်ဖဲ့ပေးနေတာပါထားပါတော့ဆိုတော့ဘရူနိုင်းနိုင်ငံကြောင့်ဆက်ပြောမှဆိုရင်တော့ကိုပြည်တွင်းရေးကိုသူများအားကိုပြီးတော့ဖြေရှင်းတော့ကိုချွန်ဖြစ်ဖို့အတွက်ကိုယ့်အကူဖန်တီးလိုက်တယ်လို့ဖြစ်သွားပါတယ်အဲ့လိုပေးလိုက်တဲ့အတွက်ဘယ်လိုပြဿနာတွေတက်လာလဲဆိုတော့ဆာယောပြည်နယ်ကိုဂျိမ်းဘရော့ကိုပေါ့နော်ပေးပြီးတော့4နှစ်လောက်ပဲကြာတယ်ဘရူနိုင်းနိုင်ငံမှာနန်းတွင်းပြဿနာတက်ပါတယ်ပြဿနာဘယ်လိုလဲဆိုတော့သူ့ရဲ့ဦးလေးပေါ့နော်ဒါဘရင်ရဲ့ဦးလေးကနန်းတွင်လုံးချံမှုမှာပေါ့နော်တပ်ဖြတ်ခံလိုက်ရပါတယ်အဲ့ဒီလူကဘယ်လိုလဲဆိုတော့ဂျိမ်းဘရော့ကိုငါ့ကိုဒီနယ်မြေကိုကူတိုက်ပြီးနိုင်လို့ရှိရင်မင်းငါဒီနယ်မြေရဲ့ရာဂျာခန့်မယ်ဆိုပြီးတော့ပြောခဲ့တဲ့လူဒီဘရင်ရဲ့ဦးလေးကဂျိမ်းဘရော့နဲ့ကြတော့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်အဲ့တော့အခုသူကလုံးချံခံလိုက်ရတဲ့အတွက်ကြောင့်မလို့အခွင့်ကောင်းယူတာဟောဗျာမကျင်တတ်ဘူးဆိုတာတဲ့အခွင့်ကောင်းယူပြီးတော့ဘယ်လိုလုပ်လဲဆိုတော့ဘရူနိုင်းဝင်တိုက်ပါတယ်ငါမဟာမိတ်ငါလူကိုမင်းတို့တတ်လိုက်ရတဲ့အတွက်ဆိုပြီးတော့ပေါ့နော်ဘရူနိုင်းဝင်တိုက်အဲ့တော့ဘရူနိုင်းပြင်ကထွက်ပြေးသွားတာပါဒါ4နှစ်လောက်ပဲကြာတာနော်အဲ့ဒီဂျိုးဆက်အဲ့လိုခံရတာပါအဲ့တဲ့ကိုဦးစားပေးပြီးတော့နေရာကောင်းကောင်းနဲ့ပေးလိုက်တဲ့အတွက်တကယ်ရန်ဖြစ်ကြတဲ့ခါကျတော့အင်ရှင်ကတော်တဲ့ထွက်ပြေးရတဲ့ပုံစံမျိုးဖြစ်သွားပါတယ်အဓိကကျတော့ဂျိမ်းဘရော့ကနေပြီးတော့ကဲဒီတိုင်းဆိုတော့မရအောင်
အားတို့ညှိမှာပေါ့နော်သဘောကတော့ငါကိုဒီဆာယောကနေကိုအပိုင်ပေးဒီနေ့မှငါပြီးရင်ငါ့ကိုဘရင်ဖြစ်အတိမတ်ပြုမယ်ဆိုရင်ဒီဘရူနိုင်းနန်းတော်ကနေငါပြန်ဆုတ်ပြီးမယ်ဆိုပြီးတော့ညှိတာပါနောက်ဆိုဘရူနိုင်းဘရင်ကလည်းဘာမှတက်နိုင်ပေါ့နော်သဘောတူလိုက်ရပါတယ်ခင်ဗျာဒါပေါ့နော်လူဖြူရာဂျာတယောက်ခံပြီးတော့၄နှစ်လောက်ကြာမှာပဲဒီဆာယောကနေအပိုင်းစားပေးလိုက်ရပါတယ်အဲ့လိုနဲ့ဂျိမ်းဘရော့ကလည်းပဲဒီတိုင်းမနေပါဘူးသူနေမိမှာသူကနေပြီးတော့တော်လူဖြူဖြစ်တဲ့တော့ပေါ့နော်အုတ်ချုပ်အေးကောင်းတယ်စနစ်ကောင်းတယ်အဲ့တော့ကြောင့်မလို့သူနေမိမှာသူငြိမ်အောင်အရင်ကအုတ်ချုပ်တယ်အုတ်ချုပ်ပြီးတော့ဒီတိုင်းမနေပဲနဲ့ဘရူနိုင်းနိုင်ငံတွေရဲ့နေမိတဖြည်းဖြည်းဖေးယူလာပါအဲ့လိုဖေးယူတဲ့ခါကျတော့ဘရူနိုင်းလည်းပြန်မတိုက်နိုင်ပါဘူးအချင်းမှာဖက်ကအင်အားကျနေပြီပေါ့နော်အရင်တော့ခန်းနာခဲ့တဲ့ empire ဆိုတာအိမ်မက်လို့ဖြစ်သွားပါဘာမှမရှိတော့ပါဘူးအခုကကျတော့အင်မတန်မှအင်အားနေနေပြီအဲ့တော့ဒီဘက်ဆာယာဝတ်နိုင်ငံဖြစ်သွားပြီပေါ့နော်အချင်းကျတော့အဲ့ဒီဟာနေပြီးတော့တဖြည်းဖြည်းဖေးယူရနေဘရူနိုင်းလည်းပဲတဖြည်းဖြည်းနေမြေကုန်လာတာပါတကယ်ခွေးခင်းချင်းရတဲ့လုံးပါပါတယ်ဆိုတာဘရူနိုင်းမှာအစ်စ်ပေါ့နော်အဲ့လိုနဲ့1888ခုနှစ်မှာနေမြေတွေထပ်ပြီးတော့မဆုံးရှုံးရအောင်ဆိုပြီးတော့ဗြိတိရှားရဲ့ကာဝယ်ဆောက်ရှောက်ခံနိုင်ငံအဖြစ်ခံယူလိုက်ရတာပေါ့နော်ဆိုတော့အဲ့ဒီနှစ်မှာပဲဘရူနိုင်းရဲ့ဆာယာဝတ်ရဲ့ပြီးလို့ရှိရင်မြောက်ပေါ်နီယိုယောကအခုလည်းရတာမလေးရှားနိုင်ငံတွေပေါ့နော်အဲ့ဒီနေရာတွေကဗြိတိရှားရဲ့ကာဝယ်ဆောက်ရှောက်ခံနိုင်ငံတွေဖြစ်လာခဲ့ပါတယ်ခင်ဗျာအဲ့ဒီလိုဗြိတိရှားရဲ့ကာဝယ်ဆောက်ရှောက်ခံနိုင်ငံပေါ့နော်ဖြစ်နေပေမဲ့လည်းပဲ1890ခုနှစ်ပေါ့နော်2နှစ်လောက်ကြာမှာပေါ့နော်ဒီကာကွယ်ဆောက်ရှောက်ခံဖြစ်ပြီး2နှစ်လောက်ကြာမှာပဲဘရူနိုင်းနေမြေတွေကိုဆာယောကနေပြီးတော့ထပ်ပြီးတော့တင်ပြပါတယ်အဲ့ဒါကတော့အခုလက်ရှိဆိုရင်ဒါလင်မန်းဒေသပေါ့နော်အဲ့ဒါကိုတင်လိုက်တဲ့အတွက်ကြောင့်မလို့အခုလက်ရှိမြင်နေရတဲ့မြေပုံတွေကနိုင်ငံသေးသေးလေးနှစ်ခုကွဲတော့သွားပါတယ်ဒါဘရူနိုင်းမြေပုံကြည့်မယ်ဆိုသိတာပေါ့နော်နိုင်ငံသေးသေးလေးနှစ်ခုကွဲနေပါတယ်ခင်ဗျာဆိုတော့အဲ့လိုအနေထားထပ်ပြီးတော့မဆုံးရှုံးအောင်ဆိုပြီးတော့ဘရူနိုင်းနေပြီးတော့ဗြိတိရှားရဲ့ဟုတ်တယ်မယ်ငါနိုင်ငံတော့ငါမကာကွယ်နိုင်တော့မင်းတို့ကာကွယ်ပေးအောင်ကွာဆိုတဲ့ပုံစံမျိုးလုပ်လိုက်ရတာပါအဲ့ဒါဘယ်လိုလဲဆိုတော့ဗြိတိရှားရဲ့ကိုယ်စားလှယ်ခန့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျအဲ့ဒါကိုတော့residency system လို့ခေါ်တာပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်တို့ရှမ်းပြည်နယ်ပုံစံဖြစ်သွားတာပါရုပ်တရက်ကြည့်ရင်တော့ဒီကိုယ်စားလှယ်လေးထားတာဘာဖြစ်သွားလို့လဲဆိုရင်မဲ့လက်တွေ့မှာတော့အုတ်ချုပ်ရည်တွေမှာပေါ့နော်ဒီအုတ်ချုပ်ရည်ရောနိုင်ငံရည်ရောစစ်ရည်တွေအခွန်ကောက်တာတွေကအစား resident ရဲ့ခွင့်ပြုချက်မပါဘဲနဲ့ဘာမှလုပ်လို့မရပါဘူးကျွန်တော်ဆိုရင်ဂျပန်ခေတ်မှာတော့အကြံပေးအရာရှိပုံစံမျိုးပေါ့နော်မြန်မာနိုင်ငံကိုဂျပန်နဲ့လွတ်လပ်ပေးလိုက်တယ်။ခင်ဗျားတို့ဒီအကြံပေးအရာရှိလေးထားမယ်ကွာဆိုပြီးတော့ထားတာ။အဲ့အကြံပေးအရာရှိကအကြံမပေးဘာမှလုပ်လို့မရတော့ဘူး။အဲ့ပုံစံမျိုးဖြစ်သွားတာပါ။ဆိုတော့ဒီစနစ်ကိုအိန္ဒိယတို့မြန်မာတို့မလေးရှားတို့ကပေါ့နော်ဒီစော်ဘွားတွေကိုဒီပုံစံနဲ့အုပ်ချုပ်တာပါ။ဆိုတော့ဒီပုံစံကဗြိတိရှတွေကပို့ပြီးတော့သဘောကျပါတယ်။ဘာဖြစ်လို့လဲဆိုတော့နေမြေတစ်ခုကိုကိုယ်တိုင်သိမ်းစစ်တိုက်ပြီးတော့တော့သိမ်းပြီးတော့သိမ်းပိုက်လိုက်ပြီးတော့ပေါ့နော်ကိုအုပ်ချုပ်ရေးကိုထူထောင်တာကုန်ကြစေးအရန်များပါတယ်အခုစနေကျတော့ဘာမှမလုပ်ပါဘူးဒီကျွန်တော်တို့အကြံပေးရရှိပေါ့နော်ဒီ resident အားထားလေးထည့်လိုက်ရုံနဲ့အဲ့နိုင်ငံမှာအုပ်ချုပ်ရေးကကိုဖြစ်ချင်တယ်လို့ကိုအုပ်ချုပ်လို့ရတယ်ပြီးဒီနေမြေကလည်းကိုကြိုက်တဲ့ဟာတူးယူလို့ရပါတယ်ဒီနေမြေမှာနောက်တစ်ခါဒေသခံတိုင်းသားတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲသူတို့ဘရင်ကသူတို့ရဲ့စော်ဘွားပေါ့နော်သူတို့ကိုအုပ်ချုပ်နေတယ်လို့ခံစားရတာပါစော်ဘွားဘက်ကကြည့်ရင်လည်းပဲကျင်တတ်ပါတယ်ဘာလို့ဆိုတော့သူကဒီဘာသာရေးခန္ဓာတွေဒလိယူရတယ်ပေါ့နော်အဲ့လိုတွေမှာသူဆုံးဖြတ်တဲ့သူလုပ်ခွင့်ရပါတယ်နိုင်ငံကြီးမှသာလုပ်လို့မရတော့တာသူဆုံးဖြတ်တဲ့သူကျန်တဲ့အကုန်လုံးလုပ်လို့ရတယ်ဆိုပြီးရင်ဒီအထက်ကပေါ့နော်ဒီအင်္ဂလိပ်ဆိုရခန်းနယ်လုပ်ပေးလိုက်ကူညီပေးလိုက်သူကလည်းသူရတဲ့သူမပြတ်ဆိုခုနကပြည်သူတွေပဲကြည့်ရင်လည်းပဲသူတို့ကိုဗြိတိရှတွေကဓာတ်ရိုက်ကြုံပြထားတယ်လို့မခံစားရပါဘူးဒီစနစ်ကအားကြောင့်မလို့ဗြိတိရှတွေလည်းကြိုက်တယ်နောက်ကဒေသခံတွေကလည်းပဲခံစားတာပေါ့နော်ဒီဘက်ကစော်ဘွားတွေစိန်နေပဲဒီစနစ်ကိုသဘောကျကြပါတယ်အားကြောင့်မလို့လည်းပဲဒီစနစ်ကိုဒါနာမည်လှလေးနဲ့ပေါ့နော်ကြုံပြုအုပ်ချုပ်ခြင်းလို့တင်စားတဲ့လူတောင်ရှိတာပေါ့နော်ဆိုတော့ဘရူနိုင်းကအဲ့ဒီပုံစံမျိုးဖြစ်သွားတာပါဘာဖြစ်လို့ဆိုတော့ကိုယ့်ရဲ့နိုင်ငံအချုပ်အခြာအာဏာကိုကျွန်တော်တို့ဆိုရင်ရှမ်းပြည်နယ်ပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့အာဏာကိုဗြိတိရှကိုပေးလိုက်ရတာပါဒီနေမြေကအစဘာမှလုပ်လို့မရတော့ပါဘူးကိုယ့်အုပ်ချုပ်ရေးကိုယ့်အစီအစဉ်နဲ့ဘာမှလုပ်မရတော့ဘူးခုနကresidency လို့ခေါ်တယ်အဲ့ဒီအရာရှိတွေကကြံပေးရရှိပေါ့နော်သူတို့တွေကအကြံပေးမှသာလင်လုပ်လို့ရတာပါအုပ်ချုပ်ရေးစီးပွားရေးအကုန်လုံးပိုင်ထားတာပါနောက်တစ်ခုကကျတော့ဘယ်လိုလဲဆိုတော့အဲ့ဒီစော်ဘွားတွေဘင်းရင်တွေပေါ့နော်သူတို့ကကျဘာမှလုပ်ပိုင်ခွင့်မရှိတော့တဲ့ကြောင့်မလို့ပတ်စံမရတော့ဘူးပတ်စံမရတဲ့အတွက်ကြောင့်မလို့ခုနကအင်္ဂလိပ်အစိုးရဖွဲ့နေပြီးတော့သူတို့နိုင်ငံထဲမှာတော့သူတို့စီးပွားရေးသူတို့ကသူတို့ဥဆောင်တယ်အဓိကပတ်စံတွေကိုကြတော့ဘင်းရင်ထောက်ပံ့တာပါဘင်းရင်ထောက်ပံ့ညီပေးတာပေါ့နော်အဲ့ဒီပုံစံဖြစ်သွားတာပါဘရူနိုင်းကသူကစီးပွားရေးကောင်းရင်လည်းပဲနည်းနည်းလေးတိုးပြီးအောင်ကျွန်တော်တို့ယာကိုင်နှုံးနဲ့ပြီးတာလားအဲ့ဒီပုံစံမျိုးထင်တယ်စီးပွားရေးကောင်းရင်သူကနည်းနည်းလေးထောက်ပံ့ကြီးပူရတယ်စီးပွားရေးမကောင်းရင်တော့ထောက်ပံ့ကြီးနည်းနည်းနဲတာပေါ့နော်ဒါပေမဲ့လည်းဘာမှမလုပ်ဘဲနဲ့ဒီတိုင်းထောက်ပံ့ခြင်းရတဲ့အတွက်အဆင်ပြေပါတယ်နိုင်ပြီးရင်ပဲကြည့်လဲပဲအဲ့လိုနဲ့1929ခုနှစ်မှာတော့စီးရီးယားရင်းနှံမြေကိုစပြီးတော့တွေ့ရှိပါတယ်အဲ့တော့နိုင်ငံဝင်ငွေကအများကြီးတိုးလာတာပါရင်းနှံတွေ့တဲ့အတွက်ကြောင့်မလို့အဲ့တော့ဘရင်ကလည်းပဲထောက်ပံ့ကြီးတွေပို့ပြီးတော့ရလာပါတယ်နောက်တစ်ခါဒီဗြိတိရှတွေကလည်းပေါ့နော်မလေးတို့ဒီတခြားစော်ဘွားတွေနဲ့စလို့ရှိရင်ပေါ့နော်ဒီနိုင်ဘရင်ပေါ့နော်ပို့ပြီးတော့ဦးစားပေးပါတယ်သူ့နေမြေကနေပြီးတော့အမျက်အစွန်းအများကြီးရတဲ့အတွက်ကြောင့်မလို့တခြားလူနဲ့စလို့ရှိရင်သူ့ကို
ဦးစားပို့ပေးပါတယ်ခင်ဗျာအဲကြောင့်လည်းပဲ1963ခုနှစ်မှာဒီမလေးရှားနိုင်ငံပေါ့နော်ဒီဖွဲ့စည်းတဲ့အချိန်မှာကျတော့ဘရူနိုင်းကမပါဘဲနဲ့ဗြိတိရှရဲ့ဆောက်ရှောက်ကနေမြေဖြစ်နေပဲဆက်ပြီးတော့နေပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဘရူနိုင်းကပထမပိုင်းမှာပေါ့နော်ပေါင်းဖို့လုပ်ပါသေးတယ်နောက်ပိုင်းမှာသူတို့ညှိလို့အဆင်မပြေတာပေါ့နော်မလေးရှားနဲ့ညှိလို့အဆင်မပြေတော့မပေါင်းတာပါအဲ့ဒီပြဿနာတွေကဘယ်လိုလဲဆိုတော့မလေးရှားဖက်ဒရေးရှင်းကနေပြီးတော့အခုလက်ရှိရေနံတွေပါတယ်ပေါ့နော်တဘာဝသယံဇာတတွေကို10နှစ်ပြည့်ရင်တော့ပြည်ထောင်စုပေးရမယ်ဘရူနိုင်းပြည်ရင်မရတော့ဘူးဗျာပြည်ထောင်စုပေးရမယ်ဒါပေမဲ့ခုနကဘရူနိုင်းပြည်ရင်ကျတော့မပေးချင်ပါဘူးဒီမှာရှိပတ်စံအများကြီးရနေတာပါအဲ့ပတ်စံကိုအကုန်လုံးလုပ်ချင်တယ်သူကအဆင်ပြေတဲ့လောက်ပဲပေါ့နော်ဒီပြည်ထောင်စုပြန်ပေးချင်တယ်ကျွန်တော်ဆိုရင်တော့မလေးကကျတော့ federal လိုချင် federal ပုံစံမျိုးနဲ့တွားချင်တယ်ခုနကဘရူနိုင်းကျတော့confederate ပုံစံမျိုးနဲ့တွားချင်တဲ့ပုံစံမျိုးသူကကျတော့သူတို့ပြည်နယ်ကပေးတဲ့လောက်ပဲယူပေါ့နော်ပြည်နယ်ရဲ့အုပ်ချုပ်ရေးသားအဓိကဘိုးကအဲ့လောက်ကြီးလွှမ်းမိုးတာကိုမခံကျင်တဲ့ပုံစံမျိုးညှိမရဘူးပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ချက်ကျတော့မလေးရှားရဲ့ဘီရင်စနစ်ကြောင့်အလှည့်ကျဘီရင်စနစ်ပါဆိုပါတူ9နှစ်ဘီရင်လောက်ရတာပေါ့နော်ကျွန်တော်တို့တမထားပုံစံမျိုးအဲ့လိုမျိုးအလှည့်ကျလောက်ရတယ်အဲ့တော့ဘရူနိုင်းကျတော့နောက်မှဝင်လာပါတယ်နောက်မှဝင်လာတဲ့အတွက်ကြောင့်မလို့သူကနေရာစီလိုက်တဲ့အချိန်မှာပေါ့နော်သူကနောက်ဆုံးလောက်ရောက်နေပါတယ်အဲ့တော့သူဘရင်ဖြစ်ဖို့ဆိုလို့ရှိရင်နှစ်40ကျော်50လောက်စောက်အောင်ပါအလှည့်ကျသွားမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့အဆင်မပြေပါဘူးသူကနေပြီးတော့မပေါင်းချင်သူနောက်ဆုံးရောက်နေတဲ့အတွက်ကြောင့်မလို့သူကလည်းပဲတကယ်ရှေ့နည်းနည်းနှစ်ကြတဲ့ဘရင်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဝါစင်ရဆိုသူကပထမဘရင်လှုပ်ချင်တဲ့သဘောမှရှိပါဒါပေမဲ့မလေးရှားအဲ့လောက်လက်မခံဘူးအဲ့ဒါတစ်ချက်ပါလေနောက်တစ်ခုကကြတော့တော်တော်ရေးကြီးတဲ့အခုချိန်ဘရင်စနစ်ဖြစ်သွားစီတဲ့အကြောင်းရင်းတွေကတစ်ခုကဒီပြည်တွင်းစစ်ပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့အဲ့ဒီခါဒီဘရူနိုင်းပါတီပေါ့နော်ပြည်သူ့ပါတီကနေပြီးတော့လူထောက်ခံမှုအင်တန်မှမြင့်မာတာပါတော်တော်လေးထောက်ခံမှုရတာပေါ့နော်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာနေရာတော်တော်များများကိုရတာတဲ့ပါတီအဲ့ပါတီရဲ့ရည်ရွယ်ချက်ကဘယ်လိုလဲဆိုတော့အခုလက်ရှိမလေးရှားနဲ့မပေါင်းချင်းပါဘူးသူကဘရူနိုင်းရဲ့ဆာရာဝတ်ရဲ့ဒီမြောက်ဘုံနေအခုဆာဘာပေါ့နော်အဲ့ဒီနေရာတွေကိုနိုင်ငံတစ်ခုဖြစ်ဒါဘရူနိုင်းနိုင်ငံဖြစ်ထူထောင်နေတာပါဒီသုံးနိုင်ငံပေါင်းပြီးတော့မလေးရှားနဲ့တော့မပေါင်းချင်းဘူးအင်္ဂလိပ်အစိုးရကြတော့မလေးရှားဒါသူတို့ရဲ့ကိုလိုနီအကုန်လုံးပေါ့နော်ဒီမလေးရှားတစ်ခုလုံးကိုနိုင်ငံတစ်ခုဖြစ်ပေါင်းသွားစေခြင်းတယ်ဒါပေမဲ့ဘရူနိုင်းကအဲ့ဒါကိုမကြိုက်ဘူးသူသဖြင့်ဘရူနိုင်းပြည်သူတွေကပေါ့နော်ပုံကန်ကြပါတယ်ပါတီကပုံကန်တာပေါ့နော်အဲ့လိုပုံကန်တဲ့ခါကျတော့ဘရင်တို့ကလက်နက်ကောင်ရသွားပါတယ်အဲ့ဒါတော့1962ခုနှစ်မှာဖြစ်တာပေါ့နော်အဲ့ဒါကိုဘရူနိုင်းဘရင်တွေကလက်နက်တစ်ခုဖြစ်သုံးလိုက်ပါတယ်ဘာဖြစ်လို့ဆိုတော့ကြည့်လားဒီမိုကရေစီဆိုရင်ဒီလိုပုံကန်မှုတွေနဲ့ဗယံမရတွေဖြစ်တာပေါ့နော်ခဏအားကြောင့်မလို့ဒီမိုကရေစီကမကောင်းဘရင်စနစ်ပဲကောင်းတယ်ဆိုပြီးတော့ဘရူနိုင်းပြည်ရလည်းပဲအဲ့ဒီသူတို့ပြည်သူတွေရဲ့ဆန္ဒအရာမခွဲထွက်ခြင်းလို့ဆိုပြီးအကြောင်းပြတာပေါ့နော်တကယ်တော့ခွဲထွက်ခြင်းလို့ငါတို့မခွဲထွက်တော့ဘူးငါတို့အင်္ဂလိပ်ရဲ့ဗြိတိရှရဲ့ပေါ့နော်အဆောက်အအုံနိုင်ငံအဖြစ်နဲ့ပဲနေမယ်ဆိုပြီးတော့ရွေးချယ်လိုက်တာပါဘရင်ဘက်အမျက်ထွက်သွားတော့ဗျာဒီပုံကံမှုကြောင့်ဒီမိုကရေစီမကောင်းဘူးဘရင်စနစ်ပိုကောင်းတယ်ဆိုပြီးတော့ဖြစ်သွားတယ်နောက်တစ်ခုကပြည်သူတွေကိုယ်တိုင်မလေးရှားနဲ့မပေါင်းခြင်းနေဘူးငါမပေါင်းတော့မဟုတ်ဘူးเนาะပြည်သူတွေကမပေါင်းချင်တဲ့အတွက်ကြောင့်မလို့ပြည်သူတွေရဲ့ဆန္ဒအရာငါနေပေးမယ်ဆိုပြီးတော့ဘရင်ကတစ်ချက်ကုန်နှစ်ချက်ပေါ့နော်ဒီတော်လန်ရေးကနေပြီးတော့အမျက်ထွက်သွားပြီးတော့အခုလက်ရှိဘရင်စနစ်ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေဖြစ်လာခဲ့ပါတယ်ဆိုတော့အခုလက်ရှိအချိန်ထိပေါ့နော်ဘရင်စနစ်တက်တန်ရှိစေတဲ့အကြောင်းရင်းတွေဖြစ်သွားတာပေါ့နော်ဆိုတော့သူမပေါင်းတဲ့အကြောင်းရင်းကတော့ခုနကရေနံကြောက်ပေါ့နော်ရေနံကိုမလေးရှားကိုခွေးပေးရမှာကြောက်လို့ရဲ့နောက်တစ်ခုကကြတော့သူတို့ပြည်တွင်းရေးပေါ့နော်ပြည်တွင်းရေးကြောက်ရဲ့နောက်တစ်ခုကကြတော့ဒီဘရူနိုင်းဘရင်ကနေပြီးတော့ဘယ်လိုမလဲအလှည့်ကျဘရင်စနစ်နဲ့တွားနေရမှာတိတ်သဘောမကျတာရှိတာပေါ့နော်သူကပထမပိုင်းမှာလှုပ်ချင်တာမျိုးလေးရှိမယ်ပြီးရင်သူကကြတော့နည်းနည်းလေးတက်တန်ရှိတယ်ကျွန်တော်တို့ဆိုရင်ဘယ်လိုပြောမလဲရာဇမန်များတာပေါ့ဗျာအလိပုံစံမျိုးသူကနည်းနည်းလေးရှေ့ပိုင်းမှာလှုပ်ချင်တာပေါ့နော်သူကစီနီယာကြတယ်တခြားဘရင်နဲ့ဒန်ဒုဆိုတာမျိုးသူကတိတ်မကြိုက်တဲ့ပုံစံမျိုးရှိတာပေါ့နော်အဲ့ဒီတော့ကြောင့်မလို့မပေါင်းဖြစ်ပါဘူးအလှနဲ့ဒီမလေးရှားဖက်ဒရေးရှင်းပေါ့နော်ပြီးတော့နှစ်20လောက်ကြာ1984ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့ချုပ်ချအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပေါ့နော်ခွဲထွက်သွားခဲ့ပါတယ်ခင်ဗျတခြားနိုင်ငံနဲ့မတူတာကဘရူနိုင်းကလုံးဝလွတ်လပ်ရေးမယူချင်ပါဘူးဘာလို့လဲဆိုတော့သူနိုင်ငံတည်တည်လေးပြီးရင်မလေးရှားတို့အင်ဒိုနီးရှားတို့ကနေပြီးတော့လက်သိမ်းပိုက်လိုက်မှာကြောက်ပါတယ်ဖြစ်အင်ဒိုနီးရှားဆိုတာတီမော်တို့ပပူကာနယူဂီနီတို့ဆိုရင်သူတို့သိမ်းပိုက်လာတာတွေပါတယ်ရှိတာ哦အဲ့အတွက်ကြောင့်မလို့ဘရူနိုင်းကနည်းနည်းလေးကြောက်နေပါတယ်သူကဗြိတိရှ်ကလွတ်လပ်မယူချင်ပါဘူးဒါပေမဲ့လည်းခေတ်အချင်းတွေရပါတော့ဗြိတိရှ်တွေကလည်းပဲသူတို့တော့တိတ်အဆင်ပြေတော့ဘူးပေါ့နော်အဝေးမှာလာပြီးတော့ကာကွယ်ထားပေးရတာစီစီအရန်ကုန်တယ်နောက်တစ်ခါခေတ်ကလည်းပဲကိုလိုနီပြုတဲ့ခေတ်မဟုတ်တော့ကမ္ဘာအမြင်မှာလည်းမတင်တဲ့အတွက်ဆိုပြီးတော့ဗြိတိရှ်ကလွတ်လပ်ပေးခြင်းနဲ့ဘရူနိုင်းကလည်းပဲလွတ်လပ်တိတ်တော့မလူချင်ဘူးဆိုပေမဲ့လည်းသူတို့နိုင်ငံလည်းပဲစီးပွားရေးတောက်တင်နေပြီးရှင်နံရပါတော့ဝင်ငွေရလည်းအမြောက်များရှိတဲ့အတွက်ကြောင့်မို့လို့1984ခုနှစ်မှာတော့လွတ်လပ်ရေးရသွားခဲ့ပါတယ်ခင်ဗျဇန်နဝါရီလ1ရက်နေ့ပေါ့နော်ဒီလမှာပဲကျွန်တော်တို့နဲ့ဆိုရင်တော့ဒါ3ရက်လောက်ပဲကွာတာပေါ့နော်အမှတကူကြံနေတာကဘရူနိုင်းနိုင်ငံကအရင်တုန်းကပေါ့နော်လွတ်လပ်ရေးမရခင်တုန်းကဘရင်ကထောက်ပံ့ကြီးတွေပဲရတယ်
ထောက်ပံ့ရေးရတော့ရမလို့နိုင်ငံရဲ့ဝင်ငွေအားလုံးကိုအုပ်ချုပ်ရေးအဖွဲ့ကပဲယူလာတာပါဘရင်ကိုထောက်ပံ့ရေးပုံစံနဲ့ပေးတာလွတ်လပ်ရေးလဲယူရောဘရင်ကအကုန်လုံးကသူ့ငွေဒီနိုင်ငံရဲ့ကာကွယ်ရေးရောဘဏ္ဍာရေးရောအကုန်လုံးသူ့လက်အောက်ရောက်သွားတဲ့အတွက်ကြောင့်မလို့ဘရင်ကတိုင်းပြည်ငွေတွေကိုသူစိတ်ကြိုက်သုံးလို့ရသွားပါတယ်အဲ့ဒါကြောင့်မလို့လည်းပဲအလွဲသုံးစားမှုတွေဘရင်တွေကဘရင်မျိုးနွယ်တွေပေါ့နော်ဘရင်ရဲ့ညီတော်တွေပါတယ်ဆိုလို့ရှိရင်ဘဏ္ဍာရေးဝန်ကြီးခန့်လိုက်တာတွေရှိပါသေးတယ်အဲ့တော့သူညီကလည်းပဲဘီလီယံနဲ့ချီပြီးတော့ပတ်စံတွေအလွဲသုံးစားလုပ်တာပါအဲဒါကြောင့်မလို့နောက်ဆုံးမှာဘရင်ကနေပြီးတော့ဘယ်သူမှမပြီးတော့ကွာဘဏ္ဍာရေးဝန်ကြီးဒီနေအောင်လဲပေါ့နော်ငါပဲယူမယ်ဆိုပြီးတော့ဘရင်ကကာကွယ်ရေးရောဘဏ္ဍာရေးရောအကုန်လုံးကောက်ယူလိုက်တာပါအဲ့တော့ဘရင်ကအခုချိန်မှာတော့လုံးဝတက်ဦးစမိုင်ပေါ့နော်အုပ်ချုပ်ရေးမှာလည်းသူပဲထိတ်ဆုံးမှာဘဏ္ဍာရေးသူကြိုက်တယ်လို့တုံလို့ရတယ်ကာကွယ်ရေးပေါ့နော်စီးဆိုသူကြိုက်တယ်လို့တုံလို့ရတဲ့အတွက်ကြောင့်မလို့သူကတက်ဦးစမိုင်ဘရင်ဖြစ်နေပေါ့နော်အခုချိန်ကြီးရက်တည်နေနိုင်တာပါဒါကတော့ဘရူနိုင်းနိုင်ငံဖြစ်ပေါ်လာပုံလေးပါအမှန်ပါတော့ဘရူနိုင်းနိုင်ငံရဲ့ဒီ IMB စနစ်ကပေါ့နော်ဘရင်ကနေပြီးတော့ပြည်သူတွေကိုချမ်းသာအောင်ထားမယ်မင်းတို့ပြည်သူတွေကနေပြီးတော့နိုင်ငံရေးပိုင်းမလုပ်နဲ့ငါမင်းတို့ပြည့်စုံထားရမယ်အဲ့တော့ငါ့ကိုသစ္စာစောက်တည်ဒီပုံစံမျိုးနဲ့လူမှုပဋိညာဉ်စာချုပ်ချုပ်ထားတာပေါ့နော်ဒီ MMI ဆိုတာကတော့မလေးမွတ်စလင်ရာဂျာတွေလို့အဓိပ္ပာယ်ရပါတယ်ဒီမလေးအစ္စလမ်ဘရင်စနစ်ပေါ့နော်ဒီမလေးဆိုတာဘရူနိုင်းဒီမလေးရှားဆိုတာမဟုတ်ဘူးနော်မလေးဆိုတာဒီဘရူနိုင်းဆိုရင်လည်းဒါမလေးလူမျိုးပေါ့နော်လူမျိုးစုရည်ရွယ်ထားတာပါဒီစနစ်ရည်ရွယ်ချက်ကတော့မလေးယဉ်ကျေးမှုနဲ့ပေါ့နော်နေထိုင်မယ်မလေးထုံးတန်းအစဉ်လာနဲ့ပေါ့နော်နေထိုင်မယ်မလေးဘာသာစကားပြောမယ်နောက်တစ်ခါအစ္စလမ်ဘာသာဖြစ်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံမှာတို့အခွင့်အရေးတွေရမယ်ဆိုတဲ့သဘောမျိုးပါအားကြောင့်မလို့ဒီနိုင်ငံရဲ့စနစ်ကတအုပ်စမိုင်ပြီးရင်ပေါ့နော်အုပ်ချုပ်ရေးစနစ်လည်းဖြစ်တယ်ပြီးရင်ဘာသာရေးရပေါ့နော်အစ္စလမ်ဘာသာဥပဒေတချို့လည်းပဲပြဋ္ဌာန်းအုပ်ချုပ်တာရှိပါတယ်2014မှာဆိုလို့ရှိရင်စာရီယာဥပဒေကိုကြီးတုံးတာတွေရှိတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အများနိုင်ငံနဲ့မတူပဲတင်ကျက်ခံရတာတွေလည်းရှိတယ်လို့ဘရင်ကိုဝေဖန်ရတာတို့အုပ်ချုပ်ရေးစနစ်ကိုဝေဖန်ရတာတို့ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပေါ့နော်တင်ကျက်တာတွေရှိပါတယ်ခင်ဗျာဆိုတော့ဒီနိုင်ငံကျတော့ရေနံကြောက်ပေါ့နော်ချမ်းသာနေတယ်အခုလိုမျိုးအဆင်ပြေနေထိုင်နေရပါတယ်ဟောရေနံဆိုတာကုံသွားနိုင်ပါတယ်သဘာဝတင်ရစားတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့ကုံသွားတာမျိုးဒါမှမဟုတ်ရေနံစားတခြားအရာတွေပေါ်လာတာမျိုးပေါ့နော်ရေနံစားတော့ပေါ့အဲ့လိုပေါ်လာတဲ့ခါကျလို့ရှိရင်လည်းနိုင်ငံဒုက္ခရောက်မှကြောက်တဲ့အတွက်ကြောင့်မလို့သူတို့တွေကအခုချိန်မှာရေနံကိုမိခိုးနေတာရှော့ချဖို့ကြိုးစားနေတော့ပေါ့နော်ဒါပေမဲ့စိန်ခေါ်မှုတွေတော့အများကြီးရင်ဆိုင်နေရပါတယ်ခင်ဗျာဆိုတော့ဟုတ်ပြီအနှစ်ပြန်ချောမှဆိုလို့ရှိရင်တော့ဘရူနိုင်းနိုင်ငံရဲ့လူတွေရဲ့ဘဝပုံစံပေါ့နော်ဆွေတီးဆောင်းတဲ့လူမှုဘဝပုံစံဆိုပြီးတော့တင်စားကြပါတယ်ခင်ဗျာဘာလို့လဲဆိုတော့သူတို့နိုင်ငံသားတွေကငွေကြေးနဲ့ပတ်သက်ပြီးတော့အကူအညီတွေရတယ်ပြီးရင်ဝင်ငွေကုန်တွေဘာတွေလဲပဲလုံးဝဖြတ်မခံရတဲ့အပြင်ကိုအစိုးရနေပြီးတော့စံတို့တကြားတို့လောင်စာစီတို့ပေါ့နော်အဲ့လိုတွေကိုလည်းပဲထောက်ပံ့ပေးပါတယ်ခင်ဗျာနောက်တစ်ခါဝန်ဆောင်မှုတွေဆိုရင်လည်းအခမဲ့ဒါနိုင်ငံတော်တော်များမရဘူးပေါ့နော်ကျမကြီးအခမဲ့ပညာရေးအခမဲ့ပုံစံမျိုးတွေရပါတယ်ခင်ဗျာပြီးရင်လည်းပဲအိမ်ရစီမံကိန်းတွေပေါ့နော်ဒီအစိုးရနေပြီးလုပ်ပေးတယ်သူတို့ပြည်သူတွေအတွက်ဆိုပြီးတော့ဈေးသက်နဲ့အရေးကြနဲ့ရောင်းပေးတယ်ကားတွေဆိုလို့ရှိရင်လည်းပဲပြည်သူတွေကနေပြီးတော့အများအပြားပိုင်တာပါဘတ်စကားတော့တိတ်မရှိပါဘူးသူတို့ကကိုပိုင်ကားနေပဲသွားကြတာများပါတယ်ခင်ဗျာအဲ့တော့အိမ်ကိုဆိုရင်ကားအနည်းဆုံး2စီး3စီးပိုင်ဆိုင်ကြပါတယ်ဒါပေမဲ့လည်းပဲသူတို့ကဘာသာရေးနဲ့ဘရင်စနစ်နဲ့ရိုးထွေးအုပ်ချုပ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တခြားနိုင်ငံနဲ့မတူတဲ့အခွင့်အရေးလည်းရှိသလိုတင်းကျပ်တာတွေလည်းရှိပါတယ်ခင်ဗျာအရာပါလို့ဆိုတော့ဝိစာစင်မှုနဲ့ပတ်သက်လို့ရှိရင်သူတို့အစ္စလမ်ဘာသာဝင်တွေတော့ပေါ့နော်နည်းနည်းလေးတင်းကျပ်တာတွေရှိပါတယ်ပြီးရင်မွတ်စလင်တွေဆိုလို့ရှိရင်ပေါ့နော်မိမ4ယောက်လောက်ထိယူလို့ရပါတယ်ဒါပေမဲ့လည်းတခြားနိုင်ငံနဲ့မတူတာကြတော့သူကကျွန်တော်တို့ရှေးတောင်ရှားပတ်ချင်နည်းနည်းလေးຫນွေတာပေါ့နော်ပုံစံတွေကကြတော့မိမ4ယောက်ထိတော့ယူလို့ရတယ်မွတ်စလင်တွေဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့ကွက်လောက်ကျွေးနိုင်မှရမှာပါပြီးရင်မိမကြီးကလည်းသဘောတူမှအဲ့ပုံစံမျိုးပေါ့နော်ရမှာပါကမိမ4ယောက်ယူလို့ရရွာဆိုပြီးတော့ကျွေးလည်းမကျွေးနိုင်မနဲ့ယူလို့မရပါဘူးပတ်စံလည်းဒိုင်းတာရှိရမယ်ဝင်ငွေပေါ့နော်ဝင်ငွေလည်းရှိရမယ်စီးပွားရေးလည်းရှိရမယ်မိမကြီးကလည်းပဲသဘောတူတွေဆိုရင်တော့အဲ့လိုမျိုးယူလို့ရတာတွေရှိပါတယ်ခင်ဗျာဒါပေမဲ့လည်းသူတို့နိုင်ငံမှာတော့အများစုကပေါ့နော်တရင်တများစနစ်ကိုပဲကြီးသုံးကြပါတယ်ဒီမိမအများကြီးမယူကြဘူးပေါ့နော်တခုကြံသေးတာပေါ့နော်ညူကီတို့စိတ်မကောင်းစရာကတော့ဒီနိုင်ငံမှာအရက်လုံးဝမရောင်းပါဘူးအရက်ဆိုင်လုံးဝမရှိပါဘူးဘားတွေလုံးဝမရှိပါဘူးခင်ဗျာဒီနိုင်ငံမှာဘာသာရေးရပေါ့နော်အရက်ကိုတင်ချက်ထားပါတယ်အရက်ရောင်းလို့မရဘူးအရက်တောက်လို့မရပါဘူးတော့ဆေးလိပ်ဆိုလို့ရှိရင်လည်းပဲတတ်မှတ်ထားတဲ့နေရာလွင်လမ်းမှာတို့စားသောက်ဆိုင်မှာတို့မှတ်တိုင်မှာတို့အဲ့လိုလုံးဝတောက်လို့မရပါဘူးတော်တော်တင်းကြပ်လောက်ထားပါတယ်ကျွန်တော်ကတော့ဒါတွေကိုကြိုက်ပါတယ်ကျွန်တော်နိုင်ငံမှာပေါ့နော်တချို့လူတိုင်းတော့မဟုတ်ဘူးပေါ့နော်တချို့လူတွေကြတော့ဆေးလိပ်တောက်တာတော့ကွန်းစားတာတို့ကြိုင်စီးကမ်းမရှိပါဘူးကွန်းစင်တော့မှကိုပစံနဲ့ကိုစားတာကိစ္စမရှိဘူးနော်နေရာတကာမှာလိုက်မထွင်ပြဿနာမရှိဘူးဆေးလိပ်ကြတော့အဲ့လိုမဟုတ်ပါဘူးဘတ်စကာတို့စားသောက်ဆိုင်တို့အဲ့လိုနေရာတွေမှာတောက်မှဆိုလို့ရှိရင်တစ်ဖက်ကမတောက်တဲ့လူအတွက်ပေါ့နော်တော်လေးနှောက်ရက်ဖြစ်ပါတယ်ဒါကပြောနေရမယ့်အရာမဟုတ်ပါဘူးကိုသိရမယ့်အရာပါတခြားလူတွေမတောက်တက်လားကိုမသိမှာကိုကတော့ဆေးလိပ်ထိုင်ဖွာတယ်တခြားလူတွေအတွက်အနှောက်ရက်ဖြစ်ပါတယ်တကယ်လို့ကိုက
ဘရူနိုင်းနိုင်ငံကိုသွားမယ်ဆိုရင်တော့အရက်တွေပဲဝယ်သွားလို့ရပါတယ်လမ်းမှာတောက်လို့မရပါဘူးဆေးလေအဲ့လိုပေါ့နော်ဝယ်သွားလို့ရတယ်ကိုယ့်ရဲ့အခန်းဟိုတယ်မှာကိုတောက်လို့ရပါတယ်အပြင်မှာတောက်လို့မရပါဘူးခင်ဗျာတော့အခုံပေးရတာပေါ့နော်ဒီတိုင်းတော့မရအခုံပေးရတယ်ဝယ်သွားလို့ရတယ်ကိုကတောက်တက်တယ်ဆိုရင်ပေါ့နော်ရက်တောက်အိပ်ပြို့တယ်ဆိုလို့ရှိရင်တော့ဘရူနိုင်းကိုသွားမယ်ဆိုလို့ရှိရင်တော့ယူသွားလို့ရတယ်အခုံတော့ပေးရတယ်ဆေးလေတော့ရက်တော့ပေါ့နော်ပြီးရင်လည်းပဲလမ်းမတွေပေါ်မှာတောက်ချင်းနေရာမှာတောက်လို့မရဘူးကိုယ့်ခံမှာကိုတောက်လို့ရမယ်ဒါနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်အတွေ့အကြုံလေးတစ်ခုပြောပြရမယ်ကျွန်တော်ပြီးရင်ရွာတစ်ခုမှာပေါ့နော်ကျွန်တော်တွေ့ရတယ်ခင်ဗျာလာပြေးလာကွယ်နေပေါ့နော်လုံးဝအရင်မရောပါဘူးကျွန်တော်အရန်ကြိုက်သွားပါတယ်ဟာမိုက်လိုက်လားပေါ့တကယ်လည်းမရအောင်ဆိုင်နေတော့ဝဲလုံးဝမရောပါဘူးရက်တွေဒါပေမဲ့ကျွန်တော်ထူးဆန်းတစ်ခုတွေ့ပါရက်မရောပေါ့နော်ဆိုင်နေမှာဒါပေမဲ့အဲ့ဒီရွာအရက်သမားတွေအရက်မူးနေပါဟာဒီလူတွေဘယ်လိုဖြစ်လာလဲပေါ့ကျွန်တော်တို့သမီးကဟုတ်ဒီနေ့လာပြီးနေပေါ့နော်အရက်လည်းမရအောင်ခင်ဗျာဘယ်အရက်ရရလဲပေါ့ကျွန်တော်ခိုးရောင်းလာလားဘာအဲ့လိုမျိုးထင်တာပေါ့နော်ဒီမှာအရက်သမားကျွန်တော်ကပြောလဲဆိုတော့တဲ့မင်းရတယ်ကွာတဲ့အရက်ဒီနေ့မရောင်းတာလीကွာတဲ့ငါတို့ကမနေ့ကကြိုဝယ်ထားတာတဲ့ဒီနေ့တော့ဘူးတဲ့အဲ့လိုမျိုးနော်ဒါပေမဲ့ဘာပြောအဲ့ဒီနေမြေတွေကအစိုးရရဲ့ဘယ်လိုလဲဩဇာတရားမှုမရှိဘူးပေါ့နော်ဒါပေမဲ့လည်းသူတို့တွေကသူတို့ဥပဒေသူတို့လိုက်နိုင်ကြပါတယ်အရက်လာပြီးနေမှာမရောင်းလို့ဆိုလုံးဝမရောင်းပါဘူးဆိုင်တွေကဒါပေမဲ့ရက်သမားတွေကတော့မလိုက်နိုင်တာတကြောင်ပေါ့နော်ကျွန်တော်လည်းအဲ့ဒီတော့ကြိုက်ပါတယ်ခင်ဗျာကျွန်တော်နိုင်ငံမှာဆိုရင်တော့ပြဿနာရှိမလားတော့မသိဘူးပေါ့နော်ထိုင်းတို့ကတော့မှလည်းမရောင်းပါဘူး7 11တော့မရောင်းဘူးပေါ့နော်လာပြီးနေတယ်ဆိုရင်အရင်မရောင်းကျွန်တော်ကအဲ့ဒီရွာထဲမှာကျွန်တော်ကြုံမှုတဲ့ရွာတွေအကြောင်းပြောပြတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုဘရူနိုင်းနိုင်ငံပြင်းစရာကြီးပေါ့ဘာမှလည်းမရှိဘူးဆိုတော့အဲ့လိုတော့မဟုတ်ဘူးဗျဘယ်လိုလဲဆိုတော့သူတို့ရဲ့ပျော်တဲ့ပုံစံတမျိုးပေါ့နော်ညစီတွေသွားတယ်ဝယ်စားတယ်တောက်ကြတယ်အချူရီတယ်ပေါ့နော်အဲ့လိုသွားတယ်ရုပ်ရှင်တွေကြည့်တယ်အဲ့လိုနည်းနဲ့ပျော်တာပါကြော်လုံးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းပဲဘယင်တွေခစ်တုံးဆိုရင်အရက်ဆိုင်မရှိပါဘူးတကယ်ပြောတာပေါ့နော်အရက်ဆိုင်ဆိုအရက်ပုံဆိုင်လို့ခေါ်ပါတယ်အရက်ဆိုင်တရားဝင်မရှိပါဘူးအခုကကြတော့အရက်ဆိုင်မရှိရင်ကိုရွာမှာပြီးသားလို့ဖြစ်နေတာပေါ့နော်အရင်ဆိုရင်ဘယ်လိုလဲရွာတို့ရွာမှာစုံမရှိမဖြစ်ဆိုသလိုပဲအခုကကြတော့ရွာတို့ရွာမှာပေါ့နော်ရဲဆိုင်ကမရှိမဖြစ်ပါပဲအရင်တော့မရှိပါဘူးမြန်မာလဲဘာလို့လဲကျွန်တော်မြန်မာမှာလည်းပဲဗုဒ္ဓဘာသာအများစုရှိတဲ့တော့ပေါ့နော်ငါးပါးသီလထဲမှာဆိုလို့ရှိရင်ဒါအရက်ပါတာကိုသူရာမရီရပါတော့ကြောင့်မလို့အရက်တောက်တဲ့ဘယင်နဲ့အရက်တောက်တဲ့လူတွေဆိုအရင်ခေတ်တုန်းလူတွေကတီလာမလုံဘူးအကြည့်မကောင်းဘူးဗျအခုခေတ်ဆိုအဲ့လိုတမန်အတွက်ကြောင့်မလို့အရက်ကိုခိုးပြီးတောက်ကြပါတယ်နောက်အင်္ဂလိပ်တွေရောက်လာတဲ့အချိန်မှာဒီကူလီတွေကနေပြီးတော့ပေါ့နော်အရက်တွေတောက်ကြရနေပြီးတော့တဖြည်းဖြည်းအရက်တောက်တာခင်မိတယ်လို့ဖြစ်လာတာပါအင်္ဂလိပ်တွေကဝိုင်းတောက်တယ်ကူလီတွေကကြတော့သူတို့ရက်တွေပေါ့နော်သူတို့တောက်တဲ့အတွက်ကြောင့်မလို့အရက်မှမတောက်ရင်ကျွန်တော်တို့မှလည်းပဲခင်မမိတယ်လို့ဖြစ်လာပါတကယ်တော့မြန်မာနိုင်ငံမှာပေါ့နော်အရင်တော့လည်းပဲအရက်ဆိုင်ဆိုတာတရားဝင်မရှိပါဘူးအဲကြောင့်မလို့နာမည်ကအရက်ပုံဆိုင်လို့ခေါ်ပါတယ်ဟုတ်ပြီဒါတော့ကြုံလို့ပေါ့နော်ဆိုတော့ဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့အလဲသွားဖို့ဖြစ်စိတ်ဝင်စားလို့ပဲဖြစ်နိုင်ငံရဲ့နောက်ခံသမိုင်းကြောင်းတွေသိထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေမှာပါအခုကျွန်တော်ပြောသွားတာတွေကတော့နိုင်ငံဖြစ်ပေါ်လာပုံအကြောင်းတွေသာဖြစ်ပါတယ်ဒီနိုင်ငံကခမ်းနားတဲ့ empire ကနေပြီးတော့ခွေးခညက်ရက်တယ်လို့ပေါ့နော်တဖြည်းဖြည်းလုံးပါပွားသားပုံကိုသင်ခန်းစာယူပြီးတော့ကျွန်တော်တို့ ਨੇ နည်းနည်းလေးဒဇိမ်းဆန်နဲ့တက်တောက်တက်တာနေထိုင်ရတဲ့နိုင်ငံသားတွေအကြောင်းကိုဘူးဒရာအနေနဲ့မျှဝေလိုက်တာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီနိုင်ငံကကျွန်တော်တို့ ਨੇ ဘာသာရေးအရနိုင်ငံရေးအရမွေးလာရနေပြီးတော့ပေါ့နော်အသက်ကြီးပြီးတည်တည်အထိဆန့်ကျင်ဘက်လို့တော့ပြောလို့ရပါတယ်ကဘာမှာတချို့နိုင်ငံတွေကတယံဇာတာတွေကြောင့်ချမ်းသာကြွယ်ဝပြီးတော့စိတ်ချမ်းသာနေပေါ့နော်နတ်စည်းစိမ်အလားနေထိုင်ရတဲ့နိုင်ငံတွေရှိတယ်လို့တချို့နိုင်ငံတွေကကြတော့အဲ့ဒီတယံဇာတာတွေကြောင့်ပဲဆင်းရဲဒုက္ခတွေရောက်ပြီးတော့ငရဲပိအလားဖြစ်သွားတဲ့နိုင်ငံတွေလည်းကျွန်တော်တို့ကဘာမှာရှိပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဗီဒီယိုလေးအဆုံးထိပါတော့ကြည့်ရှုပေးကြတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ